သတင်းကောင်းလေးလာပါပြီကျမလည်းအရန်ရင်ခုန်ရပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမြန်မာမိတ်ဆွေများအတွက်အထူးသတင်းကောင်းလေးပါ Unlock Your Power လို့ခေါ်တဲ့ကျမရဲ့ training ကိုမလေးမှာ9လပိုင်း19ရက်နေ့နဲ့20ရက်နေ့မှာ training လုပ်ပေးမှာပဲဖြစ်ပါတယ်ဘယ်သူတွေတက်လာလဲသိကြတယ်ကျမတို့လူသားဆိုတဲ့ကျမတို့ကိုဘဝကိုစူးစမ်းနေတဲ့သူတွေရုန်းကန်နေတဲ့သူတွေဒီထက်အောင်မြင်ခြင်းတဲ့သူတွေရှေ့ကိုတွားနေပြီမဲ့တွန့်ဆုတ်နေတဲ့အရာတွေကိုယ့်ရဲ့ value ကိုယ့်ရဲ့တန်ဖိုးတွေဆွဲထုတ်ခြင်းတဲ့သူတွေပို့ပြီးဒီထက်ကိုအားရခြင်းတဲ့သူတွေကိုဝမ်းနဲ့ကြေကွဲနေတယ်ဆိုရင်သိကြတာဒီ training ကိုတော့လက်လွတ်မခံပါနဲ့ကျမတို့ business နဲ့ပတ်သက်တာလည်းသိရမယ်ကိုယ့်ရဲ့စွမ်းရည်တွေကိုလည်းဆွဲထုတ်နိုင်မယ်ပြီးရင်ကိုယ်တိုင်တစ်နေ့တာဘဝကိုကြော်ဖြတ်နေတဲ့ကိုယ့်ရဲ့ဘဝရှောက်လန်းအတွက်မှန်ကန်တဲ့လမ်းစဉ်ကိုရွေးချယ်နိုင်ပြီးတော့မှပန်းတိုင်ကိုရောက်အောင်သွားနိုင်ဖို့ကတော့ Unlock Your Power ဆိုတဲ့မလေးနိုင်ငံမှာလုပ်မယ်9လပိုင်း19-20ရက် training ရဲ့သတင်းကောင်းလေးကတော့မကြခင်မှာကြေညာပေးမှာပဲဖြစ်ပါတယ်ကျမကိုယ်တိုင်ရင်ခုန်ပါတယ်ကျမရဲ့ညီမလေးတွေမလေးမှာရှိပါတယ်သူတို့ကိုယ်တိုင်မွန်းချက်တယ်သူတို့ကိုယ်တိုင်ကဘဝကိုကြော်ဖြတ်ဖို့ခက်ခဲတဲ့အတွက်ဒီအစီအစဉ်ကိုသူတို့ကိုယ်တိုင်တောင်းဆိုခဲ့တာပါသူတို့ဒီထက်ပို့ပြီးတော့မှတန်မာတဲ့မိန်းကလေးတွေဖြစ်ချင်တယ်အောင်မြင်တဲ့မိန်းကလေးတွေဖြစ်ချင်တယ်ပျော်ရွှင်တဲ့မိန်းကလေးတွေဖြစ်ချင်တယ်ဆိုတဲ့အချိန်မှာမတီတာကနေပြီးတော့မှဒီ training ကိုမလေးနိုင်ငံအတွက်ကို9လပိုင်းကိုရွေးချယ်လိုက်ပါတယ်ဒီအတွက်မလေးမှာရှိတဲ့မြန်မာမိတ်ဆွေများလုံးဝဒီ training ကိုလက်လွတ်မခံမဲနဲ့ရအောင်တက်ခဲ့မယ်ဆိုရင်တော့ပေကြတာကတော့ကိုယ်တိုင်ကိုယ့်ရဲ့အိမ်မက်နဲ့ပန်းတိုင်ရောက်ဖို့ဆိုတာလုံးဝခဏလေးပါပဲ